ကိုယ့်ရဲ့ Gmail အကောင့်ကိုလုံခြုံစိတ်ချစေဖို့ကိုဖုန်းထဲမှာရှိတဲ့ Gmail အကောင့်ကိုတခြား Gmail အကောင့်နဲ့ဘယ်လိုမျိုး recover ပြင်ထားရမလဲဆိုတာကိုပြောပြပေးပါမယ်ဒီလိုမျိုး recover လုပ်ထားမယ်ဆိုရင်ကိုယ့်ရဲ့အကောင့်က log out ထွက်သွားတာမျိုးတွေဖုန်းပြောက်တာမျိုးတွေဖုန်းပြတ်တာမျိုးတွေမှာ password မမှတ်မိတော့ဆိုရင်ကိုလုပ်ထားတဲ့ recover Gmail နဲ့ပြင်လို့ရမှာပဲဖြစ်ပါတယ်ကျွန်တော် channel လေးမှာမိတ်ဆွေတို့အတွက်အကျိုးရှိတဲ့ဗီဒီယိုလေးတင်ပြသွားမှာမို့ကျွန်တော် channel လေးကို subscribe လေးနှိပ်ပြီး like and share လေးပြီးကူညီပေးကြဖို့တောင်းဆိုချင်ပါတယ်မိတ်ဆွေတို့သိချင်တဲ့အကြောင်းအရာရှင်းလဲ comment လေးထဲမှာမေးခဲ့လို့ရပါတယ်โอเคဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြရအောင်အရင်ဆုံးကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Gmail တွေကိုအရင်ဝင်လိုက်ပါ Gmail ထဲဝင်ပြီးသားပြီဆိုရင်အပေါ်ဆုံးကကိုယ့်ရဲ့အကောင့်လို့နှိပ်လိုက်ပါဒီနေရာရောက်ပြီဆိုရင် Google အကောင့်ဆိုတာလို့နှိပ်လိုက်ပါဒီနေရာရောက်ပြီဆိုလို့ရှိရင် security and sign in ဆိုတာလို့နှိပ်လိုက်ပါဒီနေရာရောက်ပြီဆိုလို့ရှိရင်အပေါ်လို့နည်းနည်းဆွဲတင်လိုက်ပါဒီနေရာမှာ recover ဖုန်းနံပါတ်နဲ့ recover email ဆိုပြီးနှစ်ခုပြထားပါတယ်ကျွန်တော်တို့ recover ဖုန်းနံပါတ်ကိုအရင်လုပ်ပါမယ်ဒီနေရာမှာကိုယ့်ရဲ့ Gmail password ကိုရိုက်ထည့်ပေးရမှာပါကိုယ့်ရဲ့ Gmail password ကိုရိုက်ထည့်ပြီး next ဆိုတာလို့နှိပ်လိုက်ပါဒီနေရာရောက်လို့ရှိရင် add recover ဖုန်းနံပါတ်ဆိုတာလို့နှိပ်လိုက်ပါဖုန်းနံပါတ်မထည့်ခင်မှာဒီနေရာလေးမှာအရင်ဆုံးကုတ်နံပါတ်ကိုရေးရပါမယ်မိတ်ဆွေတို့ကမြန်မာနိုင်ငံမှာနေတယ်ဆိုရင်မြန်မာဆိုပြီးတော့ရှာလိုက်ပါကျွန်တော်ကတော့မလေးရှားမှာဖြစ်တဲ့အတွက်မလေးရှားဆိုပြီးတော့ရှာလိုက်ပါမယ်ကိုယ့်ရဲ့ဖုန်းနံပါတ်ထည့်ပြီး next ဆိုတာလို့နှိပ်လိုက်ပါ confirm you ဖုန်းနံပါတ်လို့ပေါ်လာရင် save ဆိုတာလို့နှိပ်လိုက်ပါဒီလိုမျိုးလေးပေါ်လာပြီဆိုရင်ဖုန်းနံပါတ်နဲ့ recover လုပ်ထားပြီးပါပြီနောက်ထပ် email နဲ့ recover ပြန်လုပ်ရအောင်ပါโอเคအဲ့ဆိုရင်ကျွန်တော်တို့ပတ်ဆုပ်လိုက်ပါမယ် recover ဖုန်းနံပါတ်ဆိုတဲ့နေရာမှာကျွန်တော်တို့ကဖုန်းနံပါတ်လေးထည့်ပြီးသားဖြစ်တဲ့အတွက်အဆင်ပြေသွားပါပြီနောက်ထပ် recover email ကိုထပ်ထည့်ပါမယ်ဒီနေရာမှာလည်းစနလိုပဲတူတူပါပဲခင်ဗျကိုယ့်ရဲ့ Gmail password ကိုထည့်ပေးရမှာပါကိုယ့်ရဲ့ Gmail password ကိုထည့်ပြီးသွားရင် next ဆိုတာလို့နှိပ်လိုက်ပါဒီနေရာရောက်ရင် add recover email ဆိုတာလို့နှိပ်လိုက်ပါ set up recover email ဆိုတဲ့နေရာမှာကိုယ့်က Gmail လေးထည့်ပြီးသွားလို့ရှိရင် save ဆိုတာလို့နှိပ်လိုက်ပါဒီနေရာမှာကိုယ့်ရဲ့ Gmail ကိုကုတ်ကြပါလိမ့်မယ်အဲဒီကုတ်နံပါတ်ကိုထည့်ပြီးသွားရင် verify အောင်လုပ်လိုက်ပါဒီနေရာမှာအစမ်းရောင်လေးနဲ့မှန်ကြလေးပြပြီးသွားရင်ရပါပြီဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ကောက်က recover Gmail ထည့်ပြီးသွားပါပြီခင်ဗျ